ပရိသတ်များအားလုံးပဲမင်္ဂလာပါကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပတ်စံမသုံးရဘဲနဲ့တငယ်ချင်းတွေကိုအံ့အားသင့်အောင်လုပ်လို့ရမယ်လှည့်ခွက်လေးတွေတည်ထားမယ်ဆိုရင်တော့ဘယ်အရာနဲ့မှမလဲနိုင်တဲ့ပျော်ရွှင်မှုတစ်ခုထပ်ပြီးရရှိနိုင်မယ်လို့ယုံကြည်ပါတယ်ဒါကြောင့်ဒီနေ့မှာတော့ဘားထိုင်ရင်းနဲ့လှည့်ခွက်လေးတွေသုံးပြီးတငယ်ချင်းတွေနဲ့ပျော်ရွှင်စရာအချိန်တွေခုံဆုံးနိုင်ဖို့အတွက်နီလန်းလေးတွေပြောပြပေးသွားပါမယ်ပလင်းနဲ့ဒင်းကလှည့်ကွက်ဒီလှည့်ကွက်ကအလွယ်ကူဆုံးနဲ့အယိုးရှင်းဆုံးလှည့်ကွက်တွေကတစ်ခုပါလိုအပ်တာကတော့ပလင်းအလွတ်တစ်လုံးရဲ့ငွေဆက်ကူတစ်ရွက်နဲ့အကျွေးစစ်အနှင်းငယ်ပဲလိုပါတယ်ငွေဆက်ကူကိုပလင်းအဝပေါ်တင်ပြီးအဲ့ဒီအပေါ်မှာအကျွေးစစ်3စီးလောက်တင်ထားလိုက်ပါပြီးရင်တော့အကျွေးစစ်ကိုမထိပဲငွေဆက်ကူကိုဖယ်ထုတ်ရမယ်လို့တငယ်ချင်းတွေကိုစိန်ခေါ်လိုက်ပါအများစုကတော့ဆွဲထုတ်ဖို့ကြိုးစားတဲ့အခါမအောင်မြင်ကြပါဘူးဘာလို့လဲဆိုတော့လှည့်ကွက်ကိုမသိလို့ပါပဲဒါဆိုလို့ရမှာကလက်ချောင်းကိုနည်းနည်းစိုးအောင်လုပ်ပြီးငွေဆက်ကူကိုမြန်မြန်လေးဆွဲထုတ်လိုက်ရုံပါပဲအဲ့ဒါဆိုရင်အကျွေးဆေးတွေပြုတ်မကျပဲငွေဆက်ကူထွက်လာမှာကိုတွေ့ကြရမှာပါဟန်ချက်ညီလှဲကွယ်နောက်လှည့်ကွက်တစ်ခုမှလိုအပ်တာကတော့ဖန်ခွက်အလွတ်တစ်လုံး credit card တစ်ခုနဲ့အကျွေးစီးတစ်ခုလိုပါတယ်ဖန်ခွက်ထဲကိုရေပြည့်နီးပါးထည့်ထားပြီးကက်ကိုဖန်ခွက်အနားသက်ပေါ်တင်လိုက်ပါပြီးရင်ကက်ရဲ့အစွန်းမှာလည်းအကျွေးစီးကိုတင်လိုက်ပါရေပြည့်အားကြောင့်ကက်ကပြုတ်မကျပဲအကျွေးစီးကိုဟန်ချက်ညီအောင်ထိန်းပေးထားပါလိမ့်မယ်ရေမဖြစ်ထားရင်တော့ကက်ပေါ်အကျွေးစီးတင်လိုက်တာနဲ့ပြုတ်ကျသွားမှာပါပလင်းအောက်ကငွေဆက်ကူနောက်တစ်ခုကဘာလဲဆိုတာကြည့်ရအောင်ဒီတစ်ခါတော့စပွဲပေါ်မှာပလင်းတစ်လုံးထောင်ထားပြီးအဲ့ဒီအောက်မှာငွေဆက်ကူတစ်ရွက်ထားရပါမယ်စိန်ခေါ်ရမယ့်အရာကပလင်းကိုမထိပဲငွေဆက်ကူကိုထုတ်ရမှာပါငွေဆက်ကူကိုဒီအတိုင်းဆွဲလိုက်ရင်ပလင်းကလဲသွားပါလိမ့်မယ်ကဲဘယ်လိုဆွဲထုတ်ကြမလဲစဉ်းစားကြည့်ရအောင်အဖြေကတော့ငွေဆက်ကူကိုဒီတိုင်းဆွဲမထုတ်ဖ ೇನೆ ဖြည်းဖြည်းချင်းလိပ်ပြီးတော့ဆွဲထုတ်လိုက်ရင်ရသွားပါပြီနော်ပလင်းမလဲပဲနဲ့ငွေဆက်ကူကိုထွက်လာအောင်ဒီလိုလေးစမ်းပြီးလုပ်ကြည့်ကြပါနော်အကျွေးစိတ်သုံးပြီးဖန်ခွက်ကန်ရမယ့်လှဲကွက်ကဲနောက်လှဲကွက်လေးကဘာဖြစ်မလဲဆိုတော့အကျွေးစိတ်သုံးပြီးဖန်ခွက်ကန်ပြရမှာပါဖန်ခွက်တစ်လုံးနဲ့အကျွေးစိနှစ်ခုပဲလိုပါတယ်အကျွေးစိတွေကိုဖန်ခွက်အဝရဲ့အနားနှစ်ခုမှတင်ပြီးလက်ချောင်းနှစ်ချောင်းနဲ့ဖန်ခွက်ကိုကင်မပြီးကြည့်လိုက်ပါဒါကိုအများစုတော့မလုပ်နိုင်ပါဘူးလုပ်ရမှာကတော့အကျွေးစစ်တွေကိုဖန်ခွက်အဝပေါ်ကနေချိန်ပြီးဘေးကိုရောက်လာတဲ့အခါမှာဖိပြီးတော့ဖန်ခွက်ကိုကင်မလိုက်ရုံပါပဲနော်နည်းနည်းခက်မဲ့ထင်ရပေမဲ့စူးစမ်းကြည့်လိုက်ပါနော်စိတ်ဝင်စားစရာကောင်းပါပါဖန်ခွက်လဲလေချင်းဒီမှာလိုတာကတော့ရေအပြည့်တစ်ခွက်နဲ့ဝီစကီဒါမှမဟုတ်ရန်အပြည့်တစ်ခွက်ရေပြီးတော့ကက်တက်ကက်လိုပါတယ်မဖိတ်ဖဲလောင်းမထည့်ပဲရေနဲ့အရက်ခွက်ကိုလဲလေပြပါလို့တင်းတငယ်ချင်းတွေကိုစိန်ခေါ်လိုက်ပါသူတို့အောင်မြင်ဖို့စူးစမ်းနေရင်နဲ့အချိန်ကြာလာရင်လက်လျှော့သွားကြလိုက်မယ်ချင်းနေအဲ့ဒီချိန်မှာတော့တင်းရဲ့လက်ကွက်ပြတာဖို့အချိန်ကြပြီဆိုတော့ခုနကခက်ကိုရေခွက်ပေါ်တင်ပြီးအရက်ခွက်ပေါ်မှောက်တင်လိုက်ပါကက်ကိုနည်းနည်းရွှေ့လိုက်ရင်ရေကအောက်ကိုကျပြီးအရက်ကအပေါ်ကိုတက်သွားပါလိမ့်မယ်။ဒါကကက်သုံးပြီးပြလိုက်တဲ့လက်ကွက်ဆိုတာသူတို့နောက်ကိုတိသွားကြမှာပါ။ဘီယာတောက်ပြိုင်ပွဲလက်ကွက်ဒါကတော့ဘီယာပုံမှန်နှစ်ခွက်နဲ့ shot နှစ်ခွက်ပြီးတော့ပြိုင်တောက်မဲ့သူတယောက်မဖြစ်မနေလိုပါတယ်
ပြီးရင်တော့မင်းရှော့နှစ်ခွက်တောက်လို့မပြီးခင်ငါဘီယာပုံမှန်နှစ်ခွက်တောက်နိုင်တယ်လို့စိန်ခေါ်ရပါမယ်။စီးမြင့်ကတယောက်နဲ့တယောက်မထိရဘူး။တစ်ဖက်လူရဲ့ခွက်ကိုမထိရဘူး။လက်တစ်ဖက်တည်းပဲသုံးရမယ်။ဒါဆိုရင်တင်တောက်မဲ့ခွက်နှခမ်းကိုလက်နဲ့ခဏပုတ်ပြီးတခါတည်းမောချလိုက်ပါတော့။ဒါကလှည့်ကွက်တစ်ခုဆိုတာပြိုင်ဘက်ကမသိလိုက်ဘဲနဲ့တင်အနိုင်ရသွားပါလိမ့်မယ်။တင်ဘီယာတောက်ပြီးတဲ့ခွက်ကိုသူ့ရှော့ခွက်ပေါ်ဖုံးလိုက်တဲ့အချိန်ကပြိုင်ပွဲအဆုံးသတ်သွားတဲ့အချိန်ပဲပေါ့နော်။ Secret သုံးပြီးတမယာသီးလှိဖြတ်ခြင်းဒီတစ်ခေါက်ပြသပေးမယ့်လှည့်ကွက်ကတော့ Secret တလိပ်အသုံးပြုပြီးတမယာသီးတစ်လုံးကိုလှိဖြတ်ပြရမှာဖြစ်ပါတယ်။ Secret filter ကိုမီးညှိပြီးတော့လက်နဲ့ဖိညှစ်ပြီးပြားအောင်လုပ်ရမှာပါ။အဲ့လိုလုပ်လိုက်ရင် filter ကပြားပြီးပြတ်ရှနိုင်တဲ့ပုံစံဖြစ်သွားတာမို့တမယာသီးအခွန်ကိုလှိဖြတ်နိုင်ပါတယ်။ရှော့ကလက်စီတဲ့လှည့်ကွက်ရှော့ကလက်6ခွက်မှာ3ခွက်ကအပြည့်နဲ့နောက်3ခွက်ကအလွတ်ဖြစ်နေရမှာပါစိန်ခေါ်ရမှာကတော့အလွတ်တစ်ခွက်အပြည့်တစ်ခွက်အစင်လိုက်ဖြစ်အောင်လုပ်ရမှာပြီးတော့တစ်ခါပဲရွှေ့လို့ရမှာပါဆိုပြီးစတင်လိုက်ပါသူတို့စဉ်းစားကြလိုက်မယ်ဘယ်လိုမှစူးစမ်းလို့မရတဲ့အစုံကိုလဲရောက်လာတဲ့အချိန်မှာတော့ဒုတိယမြောက်ရှော့ခွက်အပြည့်ကိုယူပြီးဒုတိယမြောက်ရှော့ခွက်အလွတ်သေးကိုလောင်းထည့်လိုက်ရုံပါပဲရှော့ခွက်တစ်လုံးပဲရွှေ့လိုက်တာနဲ့အားလုံးတလဲစီဖြစ်သွားပါပြီဝိုင်ပလင်းကိုမဖွင့်ပဲရှော့တစ်ခွက်တောက်ခြင်းဝိုင်ပလင်းကိုအဖုံးမဖွင့်ပဲနဲ့ဘယ်လိုတောက်လို့ရပါမလဲစဉ်းစားဖို့ကြရဲ့လားဒီလိုလိမ္မာပါနေတဲ့လှည့်ကွက်ကလည်းပိတ်ထားတဲ့ဝိုင်ပလင်းတစ်လုံးနဲ့အနီးအနားကအရေးတစ်ခုခုထည့်ထားတဲ့ခွက်တစ်ခွက်ပဲလိုပါတယ်တင်လို့ရမှာကဒီပလင်းကိုမဖွင့်ဘဲနဲ့တစ်ခုခုတောက်လို့ရတယ်လို့ကိုစိန်ခေါ်မဲ့သူကိုပြောရုံပါပဲဆိုလိုတာကဖော့ကိုမဖွင့်ပဲဖန်ခွက်ကိုမခွဲဘဲနဲ့ပေါ့ကဲအဲ့ဒါကတော့ဝိုင်ပလင်းအောက်ခြေကအချိုင်ခွက်လေးထဲမှာကိုတောက်မဲ့အရာထည့်ပြီးမောချလိုက်ရုံပါပဲဒါဆိုရင်ရှော့တစ်ခွက်တောက်ပြီးသားဖြစ်သွားပါပြီကိုတောက်တာကဝိုင်ပလင်းတွေကတော့မဟုတ်ပေမဲ့စိန်ခေါ်တဲ့အတိုင်းပလင်းမဖွင့်ပဲတောက်လိုက်နိုင်တာကမစ်ရှင်အောင်မြင်သွားတာပါပဲနော်ဘီယာကိုလောင်းမထည့်ပဲခွက်ထဲပြောင်းခြင်းနောက်ဆုံးပြရမယ့်လက်ကွက်အတွက်လိုအပ်ကြတွေကတော့ဘီယာပလင်းတစ်လုံးရဲ့ဖန်ခွက်နဲ့ခွေးလို့ရတဲ့ပိုက်တစ်ချောင်းတော့လိုအပ်ပါတယ်။ပိုက်ကိုပလင်းနဲ့ထည့်ပြီးပါးစပ်နဲ့မှုတ်လိုက်ရင်ဘီယာကပိုက်ကနေထွက်ပြီးဖန်ခွက်ထဲဝင်သွားပါလိမ့်မယ်။ဒါလည်းမဖြစ်နိုင်ဘူးထင်ရပေမဲ့ကိုယ်တိုင်စမ်းပြီးလုပ်ကြည့်ဖို့တော့အကြံပြုပါရစေနော်။ဒီလဲကွက်တွေကိုနည်းနည်းလေးကျင့်ထားရင်နောက်တစ်ခါဘာသွားထိုင်တဲ့အခါတင့်ကိုတငယ်ချင်းတွေကပျော်ရွှင်စရာဖန်တီးပေးတဲ့သူအဖြစ်အမြဲတမ်းအမှတ်ရနေကြပါလိမ့်မယ်။